ကောတမ်မြို့ရဲ့နေကင်းကြောင်တောင်ဘန်ဒါပြတိုက်မှုတစ်ခုနဲ့ဇက်လန်းကိုစဖွင့်ထားပါတယ်ဗျာလူသက်သမားဂုံတန်းတစုဟာမျက်နှာဖုံးတွေအတီးတီးဆွတ်ပြီးဘန်ကိုဝင်စီးကြတာပေါ့ဒါပေမဲ့ထူးကြတာကသူတို့ဟာတယောက်ကိုတယောက်အလှည့်ကျပြန်တက်နေကြတာပါပဲနောက်ဆုံးမှာတော့အစီအစဉ်ဆွဲခဲ့တဲ့ဂျိုကာတယောက်ပဲကြံခဲ့ပြီးမာဖီယာတွေရဲ့ပတ်စံတွေကိုယူဆောင်ပြီးထွက်ပြေးသွားပါတယ်ဒီချီရဟာဂေါတမ်မြို့အသက်ငရဲတကာပွင့်သွားတာပါပဲတစ်ဖက်မှာလည်းဘက်မန်ချစ်တဲ့ဘရုစ်ဝိန်းဟာတူစရိုက်လောကကိုရှင်းထုတ်ဖို့အစွမ်းကုန်ကြိုးစားနေပါတယ်သူနဲ့အတူရဲမင်းကြီးဂျင်ကော်ဒန်ရဲ့မြို့ရဲ့မျော်လင့်ချက်အသက်ခရိုင်ရှည်သေးဟာဗီတန်ရဲ့ပေါင်းပြီးမာဖီယာဂုံသားတွေကိုအမြင့်ပြတ်ချေမှုန်းကိုစီမံကိန်းတွေချကြတာပေါ့တကယ်တော့ဘက်မန်ကဟာဗီကိုမြင်တာနဲ့โอเคငါအနားယူလို့ရပြီဆိုပြီးတော့တွေးမိလိုက်ပါသေးတယ်ဘာလို့လဲဆိုတော့ဟာဗီဟာမက်တက်ဆရာမလို့ပဲတရားဥပဒေအတိုင်းတိုက်ပွဲဝင်နေတဲ့စစ်မှန်တဲ့သူရဲကောင်းတယောက်ဖြစ်လို့ပါပဲဒါပေမဲ့ဒီအစီအစဉ်တွေကိုဖျက်ဆီးမဲ့သူကပေါ်လာပါတယ်အဲ့ဒါကတော့မျက်နှာဖုံးမှာဆေးတွေအကွက်လိုက်ခြေထားတဲ့ဂျိုကာပါပဲသူကမာဖီယာဂုံကျုပ်တွေကိုတွားတွေ့ပြီးဘက်မန်ကိုတတ်ပေးမယ်လို့ကန်လန်းလိုက်ပါတယ်မှတ်ထားရမှာကဂျိုကာရဲ့ရည်ရွယ်ချက်ဟာပတ်စံမဟုတ်ဘူးဗျသူကလောကကြီးမှာစီးကန်းဆိုတာမရှိဘူးအရာအားလုံးကကမောက်ကမဖြစ်နေတာပဲကောင်းတယ်လို့ယူဆထားတဲ့လူစားမျိုးပါသူကဘက်မန်ကိုမက်ချစ်ပြီးလူအများရှိထွက်လာဖို့မဟုတ်ရင်ကနေ့ကိုလူတယောက်နှုံးတတ်မယ်လို့ကြေညာလိုက်ပါတယ်ဂျိုကာဟာသူစကားအတန်းရဲချုပ်တွေနဲ့တရားတီကြီးတွေကိုတယောက်ပြီးတယောက်လှုပ်ကြံပါတော့တယ်မြို့ထဲမှာကြောက်စိတ်တွေလွှမ်းမိုးလာပြီးဘက်မန်ကိုမက်ချစ်ဖို့ဖိတ်အားပေးလာကြတဲ့အချိန်မှာဟာဗီဒတ်ကဘက်မန်ကိုကာကွယ်တဲ့အနေနဲ့ငါဟာဘက်မန်ပဲလို့လူသိရှင်ကြားလိန်ညာဝန်ခံပြီးအဖမ်းခံလိုက်ပါတယ်ဒါဟာဂျိုကာကိုထုံချုပ်စင်တာဖြစ်တယ်မဲ့ဂျိုကာကပိုပြီးနက်နက်ရှင်းရှင်းကြံစီထားခဲ့တာပါဂျိုကာကိုဖမ်းပြီးသွားတဲ့အချိန်မှာအခြေအနေတွေကပိုဆိုးလာပါတယ်သူကဟာဗီဒန်ရောဘက်မန်ရဲ့ချစ်တော်ရီချယ်ကိုပါပြန်ပေးဆွဲထားတာပါဘက်မန်ကရီချယ်ကိုကဲဖို့သွားခဲ့ပြီမဲ့ဂျိုကာပေးတဲ့လိပ်စာကမှားနေပါတယ်သူရောက်သွားတဲ့နေရာမှာဟာဗီကိုပဲတွေ့လိုက်ပြီးရီချယ်ရှိတဲ့နေရာကတော့အုံးကနေပေါက်ကျွဲသွားခဲ့ပါတယ်ရီချယ်တေဆုံးသွားတယ်လို့ဟာဗီလည်းပေါက်ကျွဲမှုကြောင့်မျက်နှာတစ်ချမ်းမီးလောင်သွားပြီးစိတ်သက်တွေအားလုံးပျက်စီးသွားပါတယ်ဒီနေရာမှာဂျိုကာကသူ့ရဲ့စိတ်တရက်ပိုင်းတိုက်ခိုက်မှုကိုစလုပ်တော့ပါတယ်သူကဆေးရုံမှာတက်နေတဲ့ဟာဗီရှိသွားပြီးမင်းရဲ့ကံကြမ္မာကမင်းလက်ထဲမှာပဲရှိတယ်အကျွေးစီခေါင်းပန်းလန်ပြီးဆုံးဖြတ်လိုက်လို့တွဲထိုးပေးလိုက်ပါတယ်အဲ့ဒါနောက်မှာတော့တရားဥပဒေကိုယုံကြည်တဲ့ဟာဗီဟာ Two Face ဆိုတဲ့လူသက်သမားအဖြစ်ပြောင်းလဲသွားပြီဗျဇက်ရှိအမြင့်ဆုံးကတော့ဂျိုကာကမြို့ထဲကလူတွေကိုတင်းပေါ်နှစ်ဆင်းပေါ်တင်ပေးလိုက်တဲ့အပိုင်းပါတစ်ဆင်းမှာအရာသားတွေနောက်တစ်ဆင်းမှာထောင်သားတွေဘသူကအရင်ဖောက်ခွဲမလဲဆိုတာစမ်းတတ်တာပါဒါပေမဲ့ဂျိုကာမျောလင့်တယ်လို့မဖြစ်လာခဲ့ပါဘူးလူသားတွေဟာအကြက်အတန်းထဲမှာတောင်လူသားဆန်မှုကိုပဲရွေးချယ်ခဲ့ကြပါတယ်နောက်ဆုံးမှာတော့ဘက်မန်ကဂျိုကာကိုဖမ်းမိခဲ့ပါတယ်ဒါပေမဲ့ဂျိုကာကအောင်မြင်သူလို့ပြုံးနေတုံးပါပဲဘာလို့လဲဆိုတော့သူဟာမြို့ရဲ့အဖြူတဲ့သူရဲကောင်းဟာဗီဒတ်ကိုလူဆိုးဖြစ်အောင်လုပ်နိုင်ခဲ့လို့ပါဘက်မန်ကဟာဗီကိုတားဆီးရရင်ဟာဗီတေဆုံးသွားပါတယ်ဒီအမှန်တရားကိုလူတွေသိသွားရင်ဂေါသန်ရဲ့မျောလင့်ချက်တွေဖျက်ဆီးသွားမှာဖြစ်လို့ဘက်မန်ကဆုံးဖြတ်ချက်ကြီးကြီးချလိုက်ပါတယ်ငါကသူရဲကောင်းမဟုတ်ဘူးငါကဂေါသန်မြို့လိုအပ်နေတဲ့အဆောင်အရှောက်ပဲသူဟာဟာဗီရဲ့အပြစ်တွေကိုသူ့အပြစ်အထိလွဲယူလိုက်